တော်လန်ရေးကရေးချေအခြေအမြင့်ရောက်နေပြီလားဆိုတော့အဲ့ပေါ့ပြေမကိုထဲထဲဝင်တိုက်ဖို့အတွက်ထိုးစစ်အရှိန်မြင့်ပြီးဆိုတော့ဒါအမြင့်ဆုံးရောက်နေပြီပေါ့ဒါပေမဲ့တော်လန်ရေးဟာတိုင်းသားဒေသတွေမှာပဲအောင်မြင်နေတာပြေမမှာဘာမှမလှုပ်သေးဘူးပြေမမှာထူးခြားတဲ့အောင်မြင်မှုမရသေးဘူးအဲ့တော့ရဖို့အတွက်စူးစမ်းနေတယ်ပဲပြောအောင်ပါတရုတ်ကိုချင်းကပ်မယ်ဆိုတာထက်တရုတ်ကိုစဉ်းစားဖို့တမျိုးပေါ့စဉ်းစားရမှာပေါ့ဒါကိုပြောချင်တာဒူတာတေးကိုဖမ်းဖို့အတွက်လက်ရှိသမ္မတဖိလိုင်သမ္မတကဖမ်းမိတာလေအဲ့တော့ဘာနီးလမ်းမှမရှိဘူးအဲ့ဒါစိတ်ကူးမကျင်ပါနဲ့ဘာနီးလမ်းမှမရှိဘူးအဲ့တော့အခုမလာကိုဖမ်းဖို့ကျွန်တော်တို့ဒီမိုကရေတော်လိုင်းရေးနိုင်ပြီးမှကျွန်တော်တို့ကဖမ်းပြီးတော့အင်တာပိုလွှဲပေးမှရမှာကို9 တန်း9ကမြန်မာရမယ်လို့ထင်ပါတယ်9 တန်းပြနိုင်ရင်တော့ရမှာပေါ့ညီကိုမောင်နှမတွေကိုခေါ်တဲ့ဗီဇာလဲ immigrant visa ထဲမှာပါတာဖြစ်တဲ့အတွက်အကန့်အသတ်ဖြစ်နိုင်တယ်ပြောချင်တာကြာသွားမှာပေါ့ကျွန်တော်ကိုယ်တိုင်အဲ့ဒါရှောက်ထားတယ်ညီကိုမောင်နှမတွေကိုခေါ်တဲ့ဗီဇာကကျွန်တော်ကိုယ်တိုင်ရှောက်ထားတာကျွန်တော်ဆိုဦးတန်းစီနေတာ73နှစ်ရှိပြီအလှည့်မကြသေးဘူးသူတို့ကိုခေါ်တာအခုမှ2009ကနေပြီးတော့ရှောက်ထားတဲ့လူတွေဦးကျွန်တော်က2017မှာရှောက်ထားတာအဲ့တော့2009 August မှာရှောက်ထားတဲ့သူတွေအောင်မကြသေးဘူးအဲ့တော့အဲ့ဒီဥစ္စာကြာသွားနိုင်တယ်ကျွန်တော်ကိုယ်တိုင်ရှောက်ထားတာကြာလိမ့်မယ်အဲ့ဒါသူတို့ I311 လာမသိသူတို့ခေါ်တာရုရှားကအပြည့်ရဲ့သဘောမတူသေးပါဘူးမြန်မာတွေကိုပေးတဲ့ scholarship ဆိုတာကဘယ် scholarship လဲပေါ့အဲ့ဒီ scholarship က USA ကနေသူတို့ယူထားတယ်ဆိုရင်တော့မရတော့ဘူးတက္ကသိုလ်တွေကဆိုရင်လည်းမရတော့ဘူးဘာဖြစ်လို့တော့တက္ကသိုလ်တွေကအစိုးရပေးထားတဲ့ဥပမာဗျာ Columbia University ဆိုဒေါ်လာ300သူဖြတ်လိုက်ပြီအဲ့ဒီအစိုးရပေးတဲ့ Federal Budget ကနေ scholarship ပေးထားတာဖြစ်တဲ့အတွက်ကို scholarship ပေးထားတဲ့တက္ကသိုလ်ကအဲ့ဒီအစိုးရကပတ်စံယူထားရင်တော့သေးကြတယ်ဖြတ်ပြီပေါ့သူမှမပေးနိုင်တော့တာအဲ့ဒါလည်းဖြတ်ဖို့များနေပြီမဆိုင်တဲ့ကိစ္စတွေမမေးပါနဲ့ဒီမေးခွန်းကိုမေးခွန်းလည်းမပြုသလိုကျွန်တော်လည်းဖြေမှာမဟုတ်ပါဘူးနော်မဆိုင်တဲ့ကိစ္စတွေမမေးပါနဲ့ကျွန်တော်ဘလောက်လုပ်လိုက်ပါပြီနထိုးကြီးကတော့ဟုတ်တယ်ကျွန်တော်ပြောတာကဘာနဲ့လားတဲ့တူလဲဆိုနေဦးတော်လိုင်းစတုံးကဒီတောင်ပလောင်တို့ကိုကန်တို့ကအခုတို့တိန်နဲ့ရှမ်းမြောက်ဒေသမှာဒိုလောစလှုပ်ရှားတဲ့ပုံစံနဲ့အခုညနေပြေမမှာမြန်မာတွေကျွန်တော်တို့ဒီပြေမတက်တွေစပြီးလှုပ်ရှားနေပုံစံတူတယ်အဲ့တော့လှုပ်ရှားမှုတော့စနေပြီပေါ့ချင်းပြည်နယ်ကမီဇိုရမ်ပြည်နယ်ထဲဝင်မယ်ဆိုတဲ့ကိစ္စထရန့်လို့သမရကတော့ကနေဒါကိုသိမ်းမယ်ဂရင်းလန်းကိုသိမ်းမယ်ပြောနေတဲ့ခေတ်ကြီးမှာမြန်မာပြည်ကိုချင်းပြည်နယ်ထဲသိမ်းမယ်ဆိုတာဘာမှမထူးဆန်းပါဘူးအဲ့တော့ကျွန်တော်တို့အဲ့ဒါကိုဘာမှဝေဖန်စရာမရှိဘူးအမေရိကန်သမ္မတတယောက်ကတော့သူ့ရဲ့အင်္ဂလိပ်ချင်းကနေဒါနိုင်ငံကိုသိမ်းမယ်ဂရင်းလန်းကိုသိမ်းမယ်ပနားမားကိုသိမ်းမယ်ပြီးတော့ယူကရိန်းကိုစစ်ရေးဖျက်တောက်မယ်ဟိုနိုင်ငံသားတွေကိုဗီဇာမပေးဘူးဒီနိုင်ငံသားမပေးဘူးသူ့နိုင်ငံမှာရှိတဲ့ចောင်းသားကောင်းဆောင်ကိုဖမ်းတယ်သူ့နိုင်ငံမှာဆန္ဒပြတဲ့လူတွေအားလုံးအတင်းကျပ်ဖမ်းတယ်ဒီလိုဖြစ်နေတဲ့ကဘာကြီးမှာပြီးတော့conflict ကို interest လို့ခေါ်တဲ့ကိုကျိုးစည်းပွားပါတဲ့အဟာကလက်ပိတ်လက်ယူလို့ပြောတယ်ကဘာကြီးမှာအမေရိကန်အင်ဖြူတော်ကြီးမှာကိုတယ်လ်ဆာကားရှိုးရုံးလုပ်ပြီးတော့တယ်လ်ဆာကားကိုအယောင်စေးအနေနဲ့ promotion လုပ်နေတဲ့ဖြစ်ရကြီးအဲ့တော့တခါသူ့ရဲ့ဒီတရားရေးဝန်ကြီးဌာနနဲ့သူ့ရဲ့လွှတ်တော်အမတ်တွေကတယ်လ်ဆာကိုဆန္ဒပြတဲ့လူတွေတယ်လ်ဆာကိုဖျက်ဆီးနေတဲ့လူတွေကို domestic terrorist ဆိုပြီးတော့အမည်တစ်စိတ်ကနေပြီ
မြန်မာနိုင်ငံမှာဆန္ဒပြပွဲလုပ်တိုင်းစစ်တပ်ထုတ်ကုန်တွေကိုကျွန်တော်တို့ကဆန္ဒပြမယ်ဖျက်တောက်မယ်လို့လုပ်တိုင်းမြန်မာနိုင်ငံမှာအာဏာရှင်အုပ်ချုပ်နေတာကိုမကျေနပ်ဘူးလို့ဆန္ဒပြတိုင်းတို့ဒီမို့မြန်မာနိုင်ငံမှာအုပ်ချုပ်နေတဲ့အစိုးရဆက်ဆက်ကိုမြည်သည့်ဆန္ဒပြမှုမျိုးကိုမဆိုပြည်တွင်းအကြမ်းဖက်သမားလို့တစိ့ကတ်ခဲ့တာလူတိုင်းသိပါတယ်ဒီနေ့ကမ္ဘာဒီမိုကရေစီခေါင်းဆောင်အမေရိကန်နိုင်ငံကသူ့နိုင်ငံမှာဆန္ဒပြနေတဲ့ပြည်သူများကို domestic terrorist ပြည်တွင်းအကြမ်းဖက်သမားများလို့တစိ့ကတ်နေပါပြီအဲ့ဒီတစိမ့်နဲ့ပဲအဲ့ဒီចောင်းသားတွေအဲ့ဒီဆန္ဒပြတဲ့လူတွေတဲဆာကိုကန့်ကွယ်ဆက်ကြနေတဲ့လူတွေဆန္ဒပြတဲ့လူတွေအားလုံးကိုအရေးယူဖို့အမေရိကန်နိုင်ငံတရားရေးဝန်ကြီးဌာနကကောအမေရိကန်နိုင်ငံရှေ့နေအများဖွဲ့ရကောအမေရိကန်အစိုးရကောအမေရိကန်ပြည်ထောင်ရေးရကောအမေရိကန်လွှတ်တော်အမတ်များဖြစ်တဲ့တေလာဂရင်းတို့လိုအောက်လွှတ်တော်ရဲ့အမတ်တရားပါတစ်ဆင့်တောင်းဆိုနေကြပါပြီအမေရိကန်သမ္မတကိုယ်တိုင်ကလည်းအဲ့ဒါတွေအားလုံးကိုအရေးယူမယ်လို့ပြောနေပါပြီအဲ့တော့အခုအမေရိကန်နိုင်ငံရဲ့ဖြစ်စဉ်က1930ကျော်ကဂျာမနီနိုင်ငံမှာဟစ်တလာအာဏာရလာပြီးနောက်ပိုင်း1940ဟစ်တလာအလုံးစုံအာဏာမထိန်ချုပ်မီကာလကအနေထားများနဲ့တပုံနဲ့တူနေပြီဆိုတာကိုလည်းလူတော်တော်များများကသတိပေးနေကြတယ်တော့ဖြစ်ရက်တွေကတူးနေပြီအဲ့တော့ပြည်တွင်းမှာဆန္ဒပြတဲ့လူတွေចောင်းသားပဲဖြစ်ဖြစ်အခုလိုတဲဆာကုမ္ပဏီကိုမကြိုက်လို့ဆန္ဒပြတာပဲဖြစ်ဖြစ်အဲ့ဒါတွေအားလုံးကိုအကြမ်းဖက်သမားဖြစ်တစိ့ကပ်ပြီးဆိုတဲ့ကဆန္ဒပြပွဲတွေကိုနှိပ်စက်တော့မှဖမ်းဆီးတော့မှအဲ့တော့သူကိုယ်တိုင်ကဥရောပနိုင်ငံကိုလာပြီးဒုတိယသမ္မတကမင်းတို့ကဗာလဲ digital censorship လုပ်တယ်ဆိုပြီးတော့ပြောပြီးတော့ဥရောပနိုင်ငံမှာတော့အခုဒီအဲ့လိုမျိုးဖမ်းတာမတွေ့သေးဘူးကျွန်တော်အမြဲတမ်းပြောတဲ့စကားတစ်ခုရှိတယ် तू လူတယောက်ဟာ तू ဖြစ်ရှင်တာ तू လုံးမဲ့ကိစ္စကို तू လုံးမဲ့ပုံစံနဲ့ तू အထင်နဲ့ तू များကိုဆွဆွဲတတ်တယ်လို့ तू လုံးနေတဲ့ကိစ္စအဲ့တော့ तू လို့စိတ်တက်နဲ့ तू စိတ်နဲ့ तू နိုင်ပြီး तू များကိုလည်း तू လိုပဲယုံမာတော့မယ်ညစ်ပတ်တော့မယ်ဆိုပြီးတော့ဆွဆွဲတတ်တယ်လို့ဒါကျွန်တော်ရဲ့လက်ကင် policy တစ်ခုရှိတယ်အခုသူတို့လုံနေတာသူတို့ကဒီလွတ်လပ်စွာပြောဆိုခွင့်တွေဘာလို့တွေကိုတားဆီးကန့်သတ်နေတာဗီဇာတွေပိတ်နေတာအခုလွတ်လပ်စွာဆန္ဒပြတဲ့လူတွေကိုပြည်တွင်းချက်ဖက်သမားလို့ပြောနေတယ်သူတို့လုံနေတဲ့လုံရက်ကိုသူတို့လိုပဲစိတ်ဥရောပကလည်းစိတ်တက်ရှိမယ်ဆိုပြီးလာဆွဆွဲနေတာဒါပေမဲ့ဥရောပမှာယနေ့အထိအဲ့ဒါမျိုးဖန်ဆီးတာတော့မတွေ့သေးဘူးအဲ့ဒါမျိုးအချမ်းဖက်သမားဆိုပြီးစိတ်ကတာတွေမတွေ့သေးဘူးအဲ့တော့ပြည်တွင်းမှာဆန္ဒပြတဲ့လူတွေကိုအကြမ်းဖက်သမားဆိုပြီးတော့ပြောနေပြီနောက်ဆိုရတဲ့ရင်ရုရှားကိစ္စဘယ်လိုဖြစ်နိုင်မလဲဆိုတော့ဘယ်အစိုးရကိုဆိုလိုတာလဲဗျမရှင်းပါဘူးဘယ်အစိုးရကိုဆိုလိုချင်တာလဲAlliance Enemy Act ကအခုထိတော့အတီမဖြစ်သေးဘူးမနေ့ကနိုင်ငံခြားဝန်ကြီးကိုမေးတဲ့အချိန်မှာသူဝိလေကြောင်ဘက်ပဲဖြေနေသေးတယ်။အင်းဒါသတင်းနောက်တစ်ယောက်ကနိုင်ငံခြားဝန်ကြီးကိုမေးပါတယ်။မေးရိုဘီယိုအဲ့တော့သူဝိလေကြောင်ဘက်ပဲဖြေနေသေးတယ်။အတီမဖြစ်သေးပါဘူး။အဲ့နိုင်ငံသားတွေမပြန်ရပါဘူး။ဒါပေမဲ့သူပြောနေတာကအမေရိကန်နိုင်ငံကရန်သူလို့သတ်မှတ်ထားတဲ့နိုင်ငံသားတွေကိုအေရုပရီပြောချင်တာကဗျာမြန်မာနိုင်ငံမှာစစ်အာဏာရှင်ကဖမ်းကြည့်ရင်ပုံမှန်မျိုးစုံရှာတယ်လေ။လက်ခံလားဆရာနာရှင်ဖမ်းခြင်းဟိုတော့ဆိုရင်6တက်နဲ့လည်းဖမ်းတယ်905ဆိုတာကြီးနဲ့လည်းဖမ်းတယ်39ကကြီးဆိုတာနဲ့လည်းဖမ်းတယ်နောက်ပိုင်းဆိုရင်ဗာလဲ66ကကြီးလားဗာလဲ electronic ဥပဒေပုံမှန်နဲ့လည်းဖမ်းတယ်အဲ့တော့သူတို့ဖမ်းခြင်းတဲ့လူတွေသူတို့ကန့်သတ်ခြင်းတဲ့လူတွေသူတို့ကိုစန့်ကျင်ခြင်းတဲ့လူတွေကိုပြောချင်တာကကန့်သတ်မှုတွေဖြစ်လာတာအဲ့ဒါကအာဏာရှင်စနစ်နဲ့ fascist ဝါဒရဲ့အစပဲလေအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကကိုယ်တိုင်ခံစားနေရတာဆိုတာသူတို့သွားမဲ့ခြီလန်းကိုကျွန်တော်တို့ကမှန်းလို့ရနေတာအဲ့တော့အဲ့ဒီတကယ်လို့ Alliance Enemy Act ကိုသာအတီးပြုတ်လိုက်တယ်ဆိုတာအဓိကဘာလို့လဲသူဖမ်းကျင်တဲ့လူတွေပြန်ပို့ကျင်တဲ့လူတွေကိုအကြောင်းပြချက်ပြောချင်တာကဗျာသူ့နိုင်ငံမှာရှိတဲ့တရားရေးဝန်ကြီးဌာနကိုကြော်ခွခြင်းလို့လုပ်တာအဲ့တော့
အခုသမရတော်နဲ့ထွက်လုံးတယ်သူဒီတရားရေးဝန်ကြီးဌာနနဲ့တရားရုံးတွေကိုသူအာဏာမတက်ရောက်နိုင်သေးဘူးအခုလက်ရှိနေထားကလွတ်တော်ကိုလည်းသူကြောလို့မရသေးဘူးအဲ့တော့အဲ့ဒါတွေအားလုံးကိုကြော်ခွပြီးသမရအမိတ်နဲ့ဓာတ်လေးလုပ်လို့ရအောင်66ကကြီးလို့ပေါ့ဘယ်လိုပြောမလဲတရားရုံးကိုကြော်ဖြတ်လို့မရတဲ့ဥပဒေများရှိသလားသူတို့ရှာမှာပေါ့ဗျာရှာတဲ့ခါကျဟာဒီဥပဒေရှိတယ်ဒီဥပဒေကတရားရုံးကိုကြော်ခွာစရာမလိုဘူးသမရအမိတ်နဲ့ဒါရန်သူဆိုပြီးတန်းပို့လို့ရတယ်အဲ့ဒါမျိုးကိုသူဆွဲထုတ်လာပြီးတော့ဟိုးအမေရိကန်နိုင်ငံတီထောင်ကာစားကဥပဒေကြီးကိုယူပြီးတော့အဲ့ဒီတော့ဒီမိုကရေစီလည်းအပြည့်အဝမရှိသေးဘူးလေအဲ့တော့ကြုံပိုင်ခြင်းကြီးခက်လေအဲ့တော့အမေရိကန်မှာကြုံနေရှိသေးတယ်လေအမေရိကန်နိုင်ငံကနိုင်ငံစတီထောင်တဲ့ဒီမိုကရေစီနိုင်ငံမဟုတ်သေးဘူးလေဒီမိုကရေစီလာအော်လိုက်တော့တို့ကြုံနေရှိသေးတယ်အဲ့တော့အဲ့ဒီတော့ကဥပဒေကြီးကိုယူလာပြီးတော့ဗမာလိုပြောရိုးရိုးလေးရှင်းပြရရင်တော့ရမဲရှာတာပေါ့ဗျာသူလို့ချင်တာလုပ်လို့ရဖို့အတွက်ဥပဒေတွေလိုက်ဆွဲထုတ်တာပေါ့ဟစ်တလာလည်းအဲ့လိုမျိုးလုပ်ခဲ့တာပဲနောက်ဆုံးကျတော့ဟစ်တလာဘာဖြစ်သွားလဲလူတိုင်းသိတာပဲအဲ့တော့ check and balance ဆိုတာကြီးကိုဖျက်တော့ပြနေပြီဥပမာမနေ့ကပဲအင်ဖြူတော်ရဲ့ပြောရေးဆိုရေးရှိသူကဘာပြောသွားလဲဆိုတော့ဒီအောက်တရားရုံးမှာရှိတဲ့ဒီခရိုင်တရားရုံးအဆင့်ကသမရရဲ့အမိတ်ကိုတာဝရန်ထုတ်တယ်ဆိုတာအမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘူးတဲ့သမရကခရိုင်တရားသူကြီးတဲ့မြင့်တယ်ပေါ့သူပြောချင်တာကအဲ့တော့သူတို့အဲ့ဒါကို Supreme Court လို့ခေါ်တဲ့ဘိုးတရားရုံးချုပ်တရားကိုတင်မယ်ဘိုးတရားရုံးချုပ်ကမှသမရနဲ့ level 2ဖြစ်တယ်ပေါ့အဲ့ဒါမျိုးတွေပြောနေပြီနော်ပြောကြတရားသူကြီးကိုတော့ तू ကအစစ်တမ်းခွဲနေပြီဒါသူစကားအဲ့တော့တခါအခုတို့ကလွတ်တော်ကိုကြောလို့မရသေးဘူးဘာဖြစ်လို့ဆိုတော့မနေ့ကအမေရိကန်မှာဘာပြဿနာတက်လဲဆိုတော့6လစာအစိုးရဘတ်ဂျက်ကိုပြဋ္ဌာန်းမှုတို့လုပ်တယ်မနေ့ညပေါ့တောက်ကြနေညသကောင်ရံမှာမှအဲ့ဒီဥပဒေကသမရလက်မှတ်မထိုးဘူးဆိုရင်အမေရိကန်အစိုးရရှက်ဒေါင်းဖြစ်မယ်အမေရိကန်အစိုးရရှက်ဒေါင်းဖြစ်မယ်ဆိုတဲ့အဓိပ္ပာယ်ကပါလေအစိုးရသည်ဘတ်ဂျက်မရှိဘူးဖြစ်တာဖြစ်တဲ့အတွက်ဝန်ထမ်းတွေကိုလစာပေးစရာမရှိဘူးမရှိရင်ဝန်ထမ်းတွေရှော့တာတွေတိုးတာတွေလုပ်ရတော့မယ်အဲ့တော့အဲ့ဒါကိုလွှတ်တော်မှာတို့ကအကျိန်နဲ့နှစ်ပါတီကဒီဘတ်ဂျက်နဲ့ကိစ္စပြီးညင်းကြတယ်ခုန်ကြတဲ့အချိန်မှာအောက်လွှတ်တော်မှာညင်းကြတော့တို့ကဒီအခု Trump ရဲ့ပါတီပေါ့ Republican မဂါတွေကတို့ပြောနေတဲ့ဒီမဂါလွှတ်တော်အမတ်တွေကဘတ်ဂျက်ကိုဆွဲလိုက်တယ်ခါတိုင်းဆိုရင်တော့ဟိုဘိုင်ပါတီစင်ပြောဒီမိုကရက်ကိုလည်းတို့ကညှိနှိုင်းဖို့ဒီမိုကရက်ကိုတို့ကညှိနှိုင်းခွင့်မပေးဘူးဒီ6လအတွင်းမှာဖျက်တောက်တာတွေအများကြီးလုပ်မယ်အဲ့ဒါနဲ့ဒီမိုကရက်တွေကမင်းတို့ငါတို့လာမညှိဘူးလို့ဆိုမင်းတို့ view မဆိုင်ဘူးဆိုရင်မင်းတို့သဘောပဲဆိုပြီးတော့ထားလိုက်တယ်အဲ့ဒီချိန်မှာလွှတ်တော်မှာဒီမိုကရက်ကိုမတိုင်ပင်မဲနဲ့မဲခွဲတော့တို့က219ရှိတဲ့အတွက်နိုင်သွားတာပေါ့ဗျာ2မဲ3မဲနဲ့ဒီမိုကရက်ကဘလောက်ပဲကန့်ကွက်နိုင်သွားတယ်အဲ့ဒါအထက်လွှတ်တော်ကိုတက်ကောအထက်လွှတ်တော်ကိုတက်တဲ့ခါကျတော့တို့ကဒီမိုကရက်ရဲ့မဲကိုလိုတယ်တို့က53လား54လားပဲရှိတယ်ဒီမိုကရက်က46ရှိတယ်အဲ့တော့60ရဖို့အတွက်ကဒီမိုကရက်အနည်းဆုံး8ယောက်တို့ကိုမဲပေးမှရမှာအဲ့တော့ဒီမိုကရက်ကိုလိုတယ်အဲ့တော့ဒီမိုကရက်အထက်လွှတ်တော်အမတ်တွေကမဲမပေးဘူးငါတို့ကိုမတိုင်ပင်တဲ့အတွက်မပေးဘူးဒီဥပဒေကလည်းတာမန်နိုင်ငံသူနိုင်ငံသားတွေဒုက္ခရောက်မယ်ငါတို့ကာကွယ်မယ်ဆိုပြီးလုပ်တယ်